အားလုံးပဲမင်္ဂလာပါမွန်လိုက် channel ကကြိုဆိုပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့တခိုး3ယောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကရွာတရွာမှာအထည်သည်10ယောက်ရှိတယ်သူတို့ကမကြာခဏရွာကနေထွက်ပြီးတော့အတူတကောကလှည့်လည်ပြီးတော့အထည်ရောင်းတတ်တယ်တနေ့မှာသူတို့ကရက်ဝေးမှာအထည်ရောင်းပြီးတော့ငွေအိတ်တွေထမ်းပြီးပြန်လာတယ်သူတို့ရွာအနီးမှာတောအုပ်ကိုရောက်လာတယ်တောအုပ်ထဲမှာကတခိုး3ယောက်ကပုံးခုပြီးတော့ခီးသွားတွေထမ်းနေပြီးတော့ရွှေငွေတွေကိုဓမြတိုက်လူယူတာကိုသူတို့ကမသိဘူးသူတို့ကတောအုပ်အလယ်ရောက်တဲ့အချိန်မှာတခိုး3ယောက်ကပုံးနေရာကနေထွက်လာပြီးတော့ဓမြတိုက်ပြီးချိန်ချောက်တယ်ရွှေငွေပစ္စည်းတွေထုတ်ပေးရန်တောင်းဆိုတယ်အထည်သည်တွေကလက်နက်တစုံတရာမပေါဘူးသူတို့ကလူအများစုဖြစ်တော်လဲအရှုံးပေးရကပါသမျှငွေအိတ်တွေကိုတခိုးတွေပေးလိုက်ရတယ်တခိုးတွေကငွေအိတ်တွေရအောင်လည်းမကျေနပ်ဘူးအင်ကြီးဝတ်စားတွေကိုပါချွတ်ယူပြီးတော့ပြက်တထွာအနံတထောင်လောက်ပဲရှိတဲ့နံငယ်ပိုင်းတွေကိုတယောက်တစ်ထည်အဆက်လုံုံပဲဝုတ်ဖို့ပေးထားလိုက်တယ်လက်နက်တစုံတရာမပါတဲ့အထည်တွေကိုချင်းချောက်ပြီးတော့လူယူနိုင်တဲ့အတွက်တခိုးတွေကသွေးကြီးမွေးကြီးဖြစ်လာတယ်သူတို့ကဓာတ်လက်နက်တွေကိုကြောက်ခိုက်တုံနေတဲ့အထည်တွေရှိမှရှင်ဘီရင်တွေပမာထိုင်ပြီးတော့အထည်တွေကိုတချင်းဆိုပြီးကပြရမယ်ဆိုပြီးခိုင်းပြန်အထည်တွေကလည်းကန်ဆိုးလိုက်တာညင်းညူပါတဲ့ပစ္စည်းတွေကပေးလိုက်ရပြီအခုလေနန်းငယ်ပိုင်းလေးတွေပတ်ပြီးတော့ပဲနေရတယ်ပူဆိုးတာအခုတစ်ခါမှအဆူအကလောက်ခိုင်းတယ်အထည်တွေ10ယောက်မှာခေါင်းဆောင်ဖြစ်တဲ့လူကပညာရှိတယ်သူကကြောက်ရွံ့မနေဘူးမမေ့ရောမနေဘူးသူကအဖြစ်ပြက်ကိုပြန်စဉ်းစားလိုက်တယ်သူတို့ကပစ္စည်းတွေလည်းပေးလိုက်ရပြီအခုဆိုရင်ဆိုပြီးကပြီးတခိုးတွေတင်ဆက်အောင်တခိုးတွေကတော့ရှင်ဘီရင်တွေပမာထိုင်နေတယ်ဒီချက်တွေစဉ်းစားပြီးတော့သူကြည့်လိုက်တော့တခိုးတွေကဓာတ်လက်နက်တွေကိုမြေကြီးပေါ်မှာပုံထားတော့သူသတိထားမိပါတယ်တော့ခေါင်းဆောင်လုပ်တဲ့လူကလက်မြောက်ပြီးတော့ကတယ်ပြီးတော့တချင်းဆူလိုက်တယ်ဒို့အိတ်ထဲမှာငွေ30အထည်တွေမှာပိတ်3အုပ်တအုပ်3ချက်ဝယ်ပါလေတစ်ချက်ကြံပါသေးတူနေတဲနေဆိုပြီးတော့သူကဆိုပြလိုက်တယ်တော့ကြံတဲ့အထည်တွေကလည်းအထည်တွေကလည်းလိုက်ဆိုတယ်ပထမသူကတချင်းအတိတ်ပဲနားမလဲသူတို့ခေါင်းဆောင်ကကြောက်လန့်ပြီးတော့ယူသွားတာပဲယူပြီးတော့ဆူမိဆိုရဆူတယ်ဆိုပြီးတော့ထင်ကြဒါပေမဲ့3ချိန်4ချိန်တော့ဆူတဲ့အခါမှာသူတို့ကအတိတ်ပဲနားလဲတာသူတို့မှလူ10ယောက်ပါတယ်3ယောက်စီခွဲအစုလိုက်ခွဲလိုက်မယ်ကာရင်ခုံရင်တချင်းဆူရင်နဲ့ငေးမောနေတဲ့တခိုး3ယောက်နောင်ကတ်သွားတယ်သူတို့ခေါင်းဆောင်ကတူနေတဲနေကိုဆူပြီးမျက်စပစ်လိုက်တာနဲ့တပြိုင်နက်တခိုး1ယောက်ကိုသူတို့က3ယောက်စီဝိုင်းချုပ်ပြီးတော့ဖမ်းလိုက်တယ်မှာခေါင်းဆောင်အထည်သည်ကြီးက6000လောက်ရှိတဲ့စောင်ကြီးကိုအလျားလိုက်3ခုဆုပ်ခါတခိုးတွေကိုဝတ်တုပ်သလိုခြေလက်တွေနိုင်တုပ်လိုက်တယ်မလုံနိုင်တဲ့အခါမှာဆန်းအိတ်တွေလိုပဲမြေကြီးပေါ်မှာလှိပ်ပြီးတွန်းလိုက်တယ်မှာအထည်တွေကလည်းမိမိတို့ရဲ့ပစ္စည်းတွေကိုသိမ်းယူပြီးတော့တခိုးတွေရဲ့ဒီဓာတ်လက်နက်တွေကောက်ယူပြီးရွာကိုပြန်လာအိမ်သူအိမ်သားမိတ်ဆွေတွေနဲ့တွေ့တဲ့ခြားမှာစကားဆက်မိတဲ့အခါမှာသူတို့ကတခိုးတွေကြောင်းပြောပြီးတော့ရေမွှကြတယ်ဒါကတခိုး3ယောက်ရဲ့ပုံမြင်ပဲဖြစ်ပါတယ်တခိုး3ယောက်ပုံမြင်ပြီးတော့နောက်ထပ်တင်ဆက်ပေးတဲ့ပုံမြင်လေးကတော့တခိုးသူတော်ကောင်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှေးတုန်းကမင်းသားတစ်ပါးဟာကုံသေးသားတစ်ယောက်ပညာရှိသားတစ်ယောက်နဲ့အပေါင်းအသင်းလုပ်သူတို့3ယောက်ကအပျော်ပါးရနဲ့အချိန်ကုန်တယ်အားရှိတိုင်းဥယျာဉ်တွေပန်းကြံတွေပွဲလန်းသဘင်တွေမှာကစားကြတယ်ပျော်ကြပါကြနောက်ကြပြောင်ကြလုပ်ကြတော့မင်းသားဆိုတာလည်းမင်းသားတို့တက်အပ်တဲ့လေးအတက်မြားအတက်စင်အတက်မြင်းအတက်တို့ကိုလေ့လာသင်ကြားမှုမရှိဘူးကုံတဲ့သားကလည်းရောင်းမယ်ဝယ်မယ်ပွဲသားလုပ်မယ်ငွေရှာမယ်တခါမှမစင်စားဘူးပညာရှိသားကလည်းစာပေလိုက်စားမယ်ကဏန်းတွက်မယ်ရေးသားစီကုန်းမယ်လို့ဘယ်တော့မှမကြိုးစားဘူးတော့မင်းသားကိုမင်းကြီးကဆူတာပေါ့ကုံတဲ့သားကိုလည်းကုံတဲ့ကဆူတယ်ပညာရှိသားကိုလည်းပညာရှိကအပြစ်တင်တာပေါ့သူတို့3ယောက်ကတိုင်ပင်ပြီးတော့ထွက်ပြေးကြလမ်းကြီးရောက်တော့ကဲဘယ်တိုင်းပြည်ကိုသွားကြပြီးတော့ဘာလို့ရင်ကောင်းမလဲဆိုတိုင်ပင်တဲ့အခါမှာကုံတဲ့သားကပြောတယ်လောကမှာငွေမရှိရင်ဘာလုပ်လို့မရဘူးငွေရှိရင်ကြံနိုင်အောင်လေဒီတော့ငါတို့တွေဗရန်ပြားတောင်ကိုသွားပြီးတော့ပြည်တံဗရန်ပြားရှာရင်မကောင်းဘူးလားလို့ပြောတယ်
သူ့ကြောင်သဘောကျတယ်ဗရံများတောင်သွားကြတာပေါ့တောင်ရောက်တော့တယောက်တစ်ခွဲစီလိုက်ရှာကြတော့သူတို့ကအမတန်ကောင်းတဲ့အတွက်တယောက်ကိုပြည်တံဗရံများတစ်လုံးစီရကြတယ်ဒါပေမဲ့ဗရံများတောင်သွားတဲ့လမ်းတောလန်းခီးမှာတခိုးတများတွေတောပုံးတွေကအမတန်ပေါ်တယ်ဗရံများရှာလာတဲ့လူတွေအပြန်လန်းနေဖမ်းပြီးတော့လူပြီးရင်တပ်ဖြတ်တယ်အဲကြောင့်မင်းသားနဲ့အဖော်နှစ်အောင်ဘာလို့ရမှမသိနောက်တော့ကုံတဲ့သားအကြံပေးတယ်ကဲဒီဗရံများတွေကိုဝင်းထဲမှာမြူသွားရင်ဘယ်သူမှရှာလို့တွေ့မှာမဟုတ်ဘူးအဲ့တော့ဝင်းထဲကိုမြူပြီးသွားကြမယ်ဆိုပြီးတော့အကြံပေးတယ်အဲ့တော့အဲ့အကြံတိုင်းပဲညစာစားတဲ့အခါမှာထမင်းဖြူထဲမှာဗရံများထည့်ပြီးတော့မြူလိုက်ကြတာပေါ့ဒါပေမဲ့တောင်သောမှာပုံးခိုပြီးချောင်းနေတဲ့တခိုးတယောက်ကသူတို့ဗရံများမြူတော့မြင်သွားတယ်အဲ့တော့မြင်သွားတော့အကြံရဒီလူတွေနဲ့အပေါင်းအသင်းလုပ်ပြီးဒီတောင်ကသွားမယ်လမ်းမှာသူတို့မောပန်းလို့အိပ်ပျော်တဲ့အခါဝမ်းကိုဖောက်ပြီးတော့ဗရံများတွေအပိုင်စီးမယ်ဆိုအကြံရတယ်အဲ့လိုအကြံရတယ်ဆိုရင်လည်းတခိုးကတောင်သောကဆင်းပြီးမိတ်ဆွေဖွဲ့တာပေါ့အရှင်တို့ကျွန်တော်တယောက်တည်းဒီတောဒီတောင်ကိုဖျက်မသွားရတဲ့အတွက်အရှင်တို့နဲ့အတူလိုက်ပြရစီအဲ့လိုမျိုးမျက်နှာသေးလေးနဲ့တောင်းပန်တာပေါ့မင်းသားတို့၃ယောက်လည်းအကောင်းမှတ်ပြီးလက်ခံလိုက်ကြတာပေါ့ဗရံများတောင်တောလန်းနေပြီးမှာတခိုးရွာတွေပါရှိတယ်ခီးတွေတွေကအဲ့ရွာနားနေဖြတ်သွားရင်ဒီတခိုးတကြီးအိမ်မှာလောင်ရင်နဲ့မွေးထားတဲ့ငှက်ကြီးတစ်ကောင်ကတချင်းဆိုတယ်အဲ့မဲ့တကြီးတခိုးကအဲ့သူ့ရဲ့ငှက်ကြီးကဆိုတဲ့တချင်းကိုသူကနားလဲအဓိပ္ပာယ်ကောက်တတ်တယ်အဲ့တော့မင်းသားနဲ့အဖော်၃ယောက်ကအဲ့ရွာထဲကိုရောက်လာတော့ငှက်ကြီးကထုံးစံတိုင်းတချင်းဆိုတာပေါ့ဒီတော့တခိုးတကြီးကဟောဒီခီးတဲ့တွေမှာဗရံများတွေပါလာတယ်ဖမ်းကြစီးကြဆိုပြီးတော့လက်အောင်ငယ်သားတွေအမိတ်ပေးလိုက်ဖမ်းလို့ပြီးတော့တကူလုံးလှန်လို့ရှာတာပေါ့ဒါပေမဲ့ဘာမှမတွေ့အဲ့တော့မင်းသားတို့၄ယောက်ကိုလွှတ်လိုက်တာပေါ့အဲ့ခါမှာငှက်ကြီးကရှေးကလိုပဲတချင်းဆိုပြန်ခိုးတကြီးကလည်းမင်းသားတို့ဖမ်းပြီးရှာပြန်ဒါပေမဲ့ဘာမှမတွေ့ရတော့ပြန်လွှတ်လိုက်ငှက်ကြီးကလည်းရှေးကလိုပဲတချင်းဆိုပြန်တော့အဲ့တော့တကြီးတခိုးကတွေးတယ်ဒီငှက်ကဘယ်တော့မှမဟုတ်တော့မပြောဘူးဒီတခါလဲသူပြောတာမှန်ပါပဲဆိုပြီးလူတွေကိုပြန်ဖမ်းရင်ကောင်းမယ်ဆိုပြီးတွေးပြီးပြန်ဖမ်းတာပေါ့မိလာတဲ့အခါမှာလက်ပြန်ကျိုးတုပ်ပြီးတော့ဟေးလူတို့မင်းတို့ကိုယ်ပေါ်မှာဘာအဖိုးတန်တာမှမတွေးရအောင်ဒါပေမဲ့ဝင်းထဲမှာတော့ဗရံများတွေရှိတာတော့အမှန်ပဲဒီတော့ဟောဒီတောင်ဆွဲမှာနေကွယ်ရင်မင်းတို့ဝင်းကိုဟောဒီဓာတ်နဲ့ခွဲပြီးဗရံများကိုယူရလိမ့်မယ်ကောင်းကောင်းမှတ်ထားကြလို့ပြောပြီးတခြားကိုထွက်သွားတယ်အဲ့လိုနဲ့မင်းသားတို့နဲ့အတူကပ်ပြီးလိုက်လာတဲ့တခိုးကစဉ်းစားတယ်သူတို့ဝင်းကိုအရင်ခွဲပြီးဗရံများတွေ့မှာအမှန်ပဲတွေ့ရင်ငါဝင်းလည်းခွဲမှာအမှန်ပဲဒါပေမဲ့ငါ့ဝန်ကိုအရင်ခွဲရင်တော့ဗရန်များတွေ့မှာမဟုတ်ဘူးမတွေ့ရင်တော့သူတို့ကိုလှုပ်ပေးလိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ငါတော့တေးရမှာအမှန်ပဲဒီတခါတော့တေခါနီးစိတ်ကောင်းထားရင်နှက်သားကြီးဖြစ်လိမ့်မယ်ဆိုတဲ့ပညာရှိစကားကိုငါလည်းကြားဘူးတော့ဒီတခါတော့စိတ်ကောင်းထားလိုက်မယ်လို့စဉ်းစားလိုက်အချိန်ကြတော့တခိုးတကြီးကဓာကြီးတဝင်းဝင်းနဲ့လာတာပေါ့တောင်ဆွေမှာနေရကွယ်တော့မယ်နေကွယ်တော့မယ်နေအောင်မှာဓာကြီးရတယ်တလက်လက်နဲ့ဒါပေမဲ့တခိုးကအရေးတင်းပြီးတော့တကြီးတခိုးကျွန်တော်မိတ်ဆွေများဝမ်းကိုခွဲတာကျွန်တော်မကြည့်ရပါဘူးဒါကြောင့်ကျွန်တော်ဝမ်းကိုပထမခွဲပါလို့တောင်းပန်တကြီးတခိုးကသဘောတူတာနဲ့တခိုးရဲ့ဝမ်းကိုခွဲပြီးရှာတာပေါ့ဦးထဲမှာရှာတယ်အသေးထဲမှာရှာတယ်နှလုံးသားထဲမှာရှာတယ်နေရာတကာရှာတယ်ဒါပေမဲ့ဗရံပြောင်းမတွေ့ရှိမှမရှိတာအဲ့တော့တခိုးတကြီးကငါလည်းငှက်မိုက်စကားကိုယုံသားမိလို့သူများအသက်ကိုတတ်မိပြီကျန်တဲ့လူရဲ့ဝန်းထဲမှာလည်းဗရံများရှိမှမဟုတ်ပါဘူးဆိုပြီးတော့နောင်တတရားရပြီးတော့မင်းသားရဲ့ကုံတွေရဲ့ပညာရှိရဲ့ဒါသူတို့ကိုလွတ်လိုက်တယ်အဲ့တော့အသေးခံသွားတဲ့တခိုးဟာတခိုးပေမဲ့သူတို့ခေါင်းတခိုးလို့မှတ်ရတာပေါ့ကွာပုံမြင်လေးကတော့ဒါပါပဲမွန်လိုက် channel ကိုအချိန်ပေးပြီးတော့နားထောင်နေတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်